ဒီလမ်းကနေမှကြောက် ဟုတ်တယ်ပြက်ရွှေ့ဖြစ်သွားတာပြက်ရွှေ့ဖြစ်သွားတာ ဒါဒီကနေကြောက်တော့ကြောက်တယ်မလို့ရွာနေကြောက်တော့အဲ့ရနေလာခဲ့တာပေါ့ဒါကတော့နှစ်ချမ်းခွဲတဲ့ထမ်းမင်းပေါ့ဗျာအောက်ပြည်ကလူတွေကထမ်းမင်းလို့ထမ်းရွက်လို့ထမ်းရည်လို့ခေါ်တယ်ငါတို့ကထရည်နော်ထရည်နဲ့ထမင်းနဲ့ပဲခုနကငါတို့ဘုန်းကြီးရိုက်တော့မှရိုက်ခဲ့ပါလားသူကနော်အဲ့လိုကြီးတော့မှထပ်ပိုင်းတော့ရွာဒီဘာပဲပိုင်းကြတောင်ပိုင်းနော်တောင်ပိုင်းအဝင်လေးရှိတယ်နော်ရွာလေရဲဆက်ဆက်ကိုစီကားပါနော်ရက်ကကြီးဟုတ်ပါသူကြီးပေါင်းရှိတယ်ပါညောင်မင်းတက်ပေါင်းစူးစူးဆန်းဆန်းဟုတ်တယ်ဒါထောင်းလျှောက်ကိုထောင်းလျှောက်ကြီးကွဲသွားတယ်လက်နဲ့ပဲထောင်းလျှောက်ကြီးကွဲသွားတယ်